ကျွန်တော်ဒီနေ့တော့လွန်ခဲ့တဲ့2ရက်လောက်ကဖြစ်သွားတဲ့ဂျပန်ပင်လယ်ပြင်မှာဖြစ်သွားတဲ့တရုတ်ရုရှားဂျပန်ကိုရီးယားအမေရိကန်အဖြစ်အပျက်ကလေးတစ်ခုကိုကျွန်တော်ပြောပြချင်ပါတယ်ဘယ်လိုဖြစ်လဲဆိုတော့လွန်ခဲ့တဲ့2ရက်ပေါ့နော်10ရက်နေ့ကတရုတ်ကရုရှားပေါ်မှာဖြစ်တဲ့ဟိုနော်295မှာ Tu-95ဆိုတော့ပေါ့နော်ပုံကျလေး2စီးနဲ့တရုတ်ကပုံကျလေး2စီးဖြစ်တဲ့ H6 ပေါ့နော် H6 ပုံကျလေး2စီးကသူ Chinese fighter jet တွေဖြစ်တယ်ပေါ့နော် J16 နဲ့ပေါ့နော်သူတို့ဘာလုပ်လဲဆိုတော့သူတို့ဂျပန်ပင်လယ်ပြင်မှာဖြတ်တန်းပြဆိုလိုတာကတရုတ်နဲ့ရုရှားနဲ့ပူးပေါင်းပြီးပေါ့နော်ဒီလိုပုံကျလေးနေဂျပန်လောက်ကိုလာပြီးတော့လှုပ်ချလိုက်လို့ရတဲ့စပုံမျိုးသူကဂျပန်ပင်လယ်ပြင်မှာလာပြီးတော့သူတို့ပြန်ပြတယ်ပေါ့နော်ပြန်ပြတဲ့ချိန်မှာဘာဖြစ်လဲဆိုတော့ဂျပန်ဘက်ကလေမြန်နေပေါ့နော် fighter jet တွေတက်သွားတယ်ဂျပန်ဘက်လားဆိုမဟုတ်ဘူးပေါ့နော်ကိုရီးယား fighter jet တွေအကုန်လုံးကပြန်အေးပေါ်ပြန်တက်ပြီးတော့ဒီသူတို့ဘာလုံလဲဘာဆက်လုံမယ်လဲဆိုစောင့်ကြည့်ကြပါတော့ဒီလိုလေသူတို့ပိုင်းနေထဲမှာဝင်လာမလားဆိုတော့ပေါ့နော်စောင့်ကြည့်နေကြတယ်ပေါ့အဲ့ဒီချိန်မှာသူတို့ကထပ်ပြီးတွေ့လဲရဘာဖြစ်လဲဆိုတော့ရုရှားဘက်ကနေ A50 ပေါ့နော် A50 စုံထောက်လို့ရင်တစီနောက်ထပ်ပါနော်သူကစုံထောက်နေတာပေါ့နော်အဲ့အပြင်ပါလဲဆိုရုရှားလေးနောက်ဆက်2စီး Su-30 ပေါ့နော်နှစ်စင်းကလည်းဆက်ပြီးတော့အဲ့ပင်လယ်ပြင်ထဲမှာဆက်ပြီးစုံထောက်နေတာပေါ့စုံထောက်ဆိုတော့ဟိုပေါ့နော်ဂျပန်ဘက်ကဂျပန်ရဲ့ကိုရီးယားရဲ့ fighter jet တွေပါဆက်လုံးလို့ဆိုသူတို့လိုက်ပြီးဒါစုံထောက်နေတာပေါ့သူတို့ဒီဘုံကျက်လေးတွေကိုပါလာပြီးတော့ဘလို့ရန်ရှာမလဲပါဖြစ်နိုင်မလဲဆိုပြီးတော့စုံထောက်နေတဲ့ဘောမျိုးဆက်လုပ်ခဲ့ဆိုတော့သူတို့အဓိကလာတာကဂျပန်ကလေယာဉ်ကိုရီးယားလေယာဉ်နဲ့စောင့်ကြည့်နေချိန်မှာသူတို့အကုန်လုံးတွေ့ခဲ့တာကရုရှားလေယာဉ်ပုံကျဲ2စီးဖြစ်တယ် Tu-95 2စီးရဲ့ဟိုတရုတ်ရဲ့ပုံကျဲလေယာဉ်2စီးဖြစ်တယ် H6 2စီးရဲ့ပြီးတော့တရုတ်ရဲ့ fighter jet 4စင်းပါ J16 4စင်းရဲ့နောက်ထပ်ရုရှားရဲ့ A50 စုံထောက်လေယာဉ်2စီးတစီးရဲ့ပြီးတော့ရုရှားရဲ့လေယာဉ် Su-30 2စင်းရဲ့ဆိုတော့လေယာဉ်ပေါင်းတွေကိုအများကြီးပေါ့နော်သူပြလက်ပြတော့သူတို့စုံလန်းတွေ့ရှိခဲ့တယ်ပေါ့အဲ့တနေ့တည်းမှာဂျပန်ကလည်းပေါ့နော်ဂျပန်ကလည်းလုံးဝမကြောက်ဘာဖြစ်လဲဆိုတော့အမေရိကက P52 ဆိုတာတကဘာလုံးမှာရန်နာမည်ကြီးတဲ့ P52 ဆိုတဲ့လေယာဉ်မျိုးပေါ့နော်နှစ်စီးနဲ့နျူကလ িয়ার ပုံကျဲလို့ရတယ်နှစ်စီးနော်ရိုးလို့ရမဟုတ်ဘူးနျူကလ িয়ার ပုံမှာကျဲလို့ရတယ်လေနှစ်စီးရဲ့ F35 ဆိုတဲ့တကယ်ကိုနော်ကိုပြောက်လေယာဉ်တွေဒါအမေရိကဝတ်ထားတဲ့ F35 ဆိုတဲ့ကိုပြောက်လေယာဉ်3စီးရပေါ့နော်အမေရိကန်ကလေမြန် B52 ဆိုတဲ့ပုံနျူကလ িয়ার ပုံကျဲလို့ရတဲ့ USA ရလာတဲ့52နှစ်စီးရဲ့ဂျပန်လေယာဉ် F35 ပေါ့နော်ဒါလည်းအမေရိကထုတ်တယ်ဒါပေမဲ့ဂျပန်ပိုင်းဟိုတကယ်ကိုပြောက်လေယာဉ်3စီးရဲ့နောက် F15 ပေါ့နော် F15 ကကြာသူကဘာဖြစ်လဲဆိုတော့3စီးရဲ့ပေါ့နော် F15 ကဘာနာမည်ကြီးလဲဆိုတော့ speed မြန်တယ်တကောလေထဲမှာစသူတဲ့ကောင်းတဲ့လေယာဉ်မရှိသလောက်ပဲပေါ့နော်အရင်မြန်တယ်သူများကျန်တဲ့လေမြန်နေတဲ့နှစ်ဆလောက်မြန်တယ်တက်ခိုက်ရအရင်ကောင်းတယ်ကိုယ်လိုကောက်လို့အရင်ရှင်းပြောရလေထဲမှာတက်ခတ်မရေးလို့မဆိုရင် S35 နဲ့ F15 ဆို F15 ကပိုကောင်းတယ် S35 ကနောက်ဆုံးပေါ်ဖြစ်ပေမဲ့သူကိုပြောက်တွေပါရင်းနဲ့ဘောနော်သူကစင်ဆာတွေအရင်ကောင်းတယ်အစိမ့်မြင့်တဲ့နည်းပညာရင်းနဲ့ပေါ့နော်ဒါပေမဲ့ F15 ကိုတော့မမှီ15ကပို့ပြီးတော့လေထဲမှာအရင်မြန်တဲ့တက်လက်တဲ့တိုက်ခိုက်ရေးတွေအရင်ကောင်းတဲ့ဒီအနေနဲ့ဆိုတော့အမေရိက B52 နှစ်စီးကိုဂျပန် F35 3စီးရဲ့ F15 3စီးရဲ့ချက်ချင်းတော့24နိုင်တယ်မှာဂျပန်ပယ်လည်းပြန်ပြပြပါဘူးပြန်ပြောလဲဆိုရုရှားနဲ့တရုတ်ကပေါ့နော်မင်းတို့တက်လာမဆိုရင်ငါတို့ဘက်ကလည်း ready ပဲဆိုတဲ့အချိန်ကိုချက်ချင်းပြန်ပြလိုက်တယ်ဆိုတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းတဲ့ဖြစ်ရတစ်ခုဖြစ်သွားခဲ့တာကျွန်တော်ဒီရက်ပိုင်းတွေမှာသတင်းမဲ့ပြေးနေတာဆိုကျွန်တော်ရဲ့ personal ကိစ္စအရင်ရှိနေလို့ကျွန်တော်သတင်းတွေတင်မပြနိုင်ပါဘူးဒါပေမဲ့အရင်စိတ်ဝင်စားတဲ့သတင်းတွေကျွန်တော်အများကြီးပဲတွေ့နေရတယ်ဗျာအများကြီးပဲအရင်စိတ်ဝင်စားတဲ့ကောင်းတဲ့သတင်းတွေရှိနေတယ်ကျေးဇူးအများကြီးတင်တယ်